တရက်ပြကျွန်တော်ရဲ့ဒီပြုံးနေမှာရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ကကျွန်တော်ဟိုထုံကြီးတဲ့ဟိုကိုပိုင်တံမိုးတဲ့ရက်မိုက်တယ်မင်းနားထောင်ကြည့်ပါလားတဲ့ဆိုတော့အဲ့ကျွန်တော်ကအဲ့ချင်းကျွန်တော်အဲ့ရဒီမန်တီတီမှာကျွန်တော်သွားဝယ်ပြီးတော့ကျွန်တော်နားထောင်လိုက်တာကိုရင်းကိုလည်းနားထောင်တယ်နားထောင်ပြီးတော့တခါပြန်ထုတ်ထားလိုက်တယ်ပထမတဘိုးလောက်လည်းမစိုးပါဘူးပေါ့နော်ဒီနေထားတော့ပဲအဲ့နဲ့ကျွန်တော်ထုတ်နောက်တခြားခွေလည်းနားထောင်ကိုကကြတော့အမြဲနားထောင်နေတဲ့သူပဲဆိုတော့လေနောက်2လ3လနေတော့နားထောင်ရမရှိတာနဲ့ဒါကိုထိုကြီးခွေတခါကျွန်တော်ပြန်နားထောင်တာပြန်နားထောင်တဲ့အချိန်ကြတော့မှကျွန်တော်ကတော်တော်ကြိုက်သွားတာကိုထိုကြီးတရှင်နေအဲ့ကိုပိုင်တန်မိုးတွေကတရှင်နေတော်တော်ကြိုက်သွားပြီးတော့မှတူပန်ကိုကြည့်ရှုနေကြမိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာပါဒီခေါက်မှာတော့ကျွန်တော်ကမန်းလေးကိုရောက်နေတယ်မန်းလေးအခြေစိုက် player တွေနဲ့တချင်းတွေလုံနေတဲ့မန်းလေးသားအဆိုတော်လူမျိုးရနဲ့တွေ့ဆုံတဲ့အစီအစဉ်ပေါ့အဲ့မှာမန်းလေးတောင်ကြီးနဲ့နောက်ခံပါခြင်းတဲ့အတွက်နေကမြတ်မန်းလေးကိုတက်ထားရပါတယ်လူမျိုးမင်္ဂလာပါဆင်ပြေပါတယ်ဟုတ်မင်္ဂလာပါကိုလူမျိုးရဒီတေးဆရာထုံကြီးရဲ့တချင်းတွေနဲ့ထောက်လျှောက်တပုတ်ပြီးတပုတ်ကျွန်တော်တို့ကနားထောင်လာတာဆိုတော့ဟုတ်ဘယ်ကနေဘလို့ထုံကြီးနဲ့ဆုံတွေ့ပြီးတော့တချင်းတွေစလုပ်ဖြစ်တာလဲပေါ့ဟောအဲ့ဒါဘလို့ပြောအောင်လဲဆိုတော့လေကျွန်တော်အနေနဲ့အရင်တုန်းကလည်းဒီဂီတာတီးတာဆိုတာတွေကတော့အများတန်းရှိနေတာပေါ့နော်ဒီကိုထိုကြီးနဲ့ကြတော့ကျွန်တော်ဘလို့သူ့တချင်းတွေကိုစိုးဖြစ်သွားတာလဲဆိုတော့တရက်ပြကျွန်တော်ရဲ့ဒီပြုံးနေမှာရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ကကျွန်တော်ထုံကြီးတဲ့ကိုပိုင်တံမိုးတဲ့ရက်မိုက်တယ်မင်းနားထောင်ကြည့်ပါလားတဲ့ဆိုတော့အဲ့ကျွန်တော်ကအဲ့ချင်းကျွန်တော်အဲ့ရဒီမန်တီတီမှာကျွန်တော်သွားဝယ်ပြီးတော့ကျွန်တော်နားထောင်လိုက်တာနားထောင်လိုက်တော့နားထောင်ပြီးတော့ကျွန်တော်အဲ့တော့ဝယ်တယ်ဆိုရင်ကျွန်တော်ကအရင်တော့ကျတော့CD ကိုတွေကြတော့လေထွက်တဲ့အဆိုတော့ကျွန်တော်ကိုကြိုက်တဲ့ဟာတွေကျွန်တော်ကဒီ3-4ကိုအများနဲ့ဝယ်ပြတယ်တစ်လားကို3-4ကိုအများနဲ့ဝယ်တော့အဲ့မှာဒီကိုထိုးရင်းခွေလည်းပါတယ်ဝယ်လိုက်တော့ကျွန်တော်အဲ့မှာတခြားကိုထိုးရင်းခွေလည်းနားထောင်တယ်နားထောင်ပြီးတော့တခါပြန်ထုတ်ထားလိုက်တယ်ပြန်ထုတ်ထားနောက်တခြားဆိုတော့အဲ့ချိန်ထိမကြိုက်သေးဘူးအဲ့ချိန်ထိဟုတ်တယ်ဗျပုံမှန်ပဲဗျတိလားပထမတဘိုးလောက်လည်းမစိုးပါဘူးပေါ့နော်ဒီနေထားတော့ပဲအဲ့နဲ့ကျွန်တော်ထုတ်နောက်တခြားခွေလည်းနားထောင်ကိုကကြတော့အမြဲနားထောင်နေတဲ့သူပဲဆိုတော့လေနောက်2လ3လနေတော့နားထောင်ရမရှိတာနဲ့ဒါကိုထိုကြီးခွေတခါကျွန်တော်ပြန်နားထောင်တာပြန်နားထောင်တဲ့အချိန်ကြတော့မှကျွန်တော်ကတော်တော်ကြိုက်သွားတာကိုထိုကြီးတရှင်နေအဲ့ကိုပိုင်တန်မိုးတွေကတရှင်နေတော်တော်ကြိုက်သွားပြီးတော့မှအဲ့ဒါနေကျွန်တော်မပြီးသေးဘူးတော့ကျွန်တော်အဲ့တရှင်နေကြိုက်လို့ဆိုပြီးတော့ကျွန်တော်ကကိုယ်တိုင်လည်းအမြဲတမ်းတီးဆိုနေတာဆိုတော့အဲ့ဒါတွေကျွန်တော်တချင်းဆောင်လေးယူလို့ကျွန်တော်တီးတော့တီးတဲ့အချိန်မှာကျွန်တော်ဟာလို့စတိုင်ပတ်တာဟာဘေးရလို့ဟာဘလူတွေလဲပေါ့နော်ဒီကော့တွေကကျွန်တော်သူ့တချင်းဆောင်တွေကကော့တွေကိုကျွန်တော်တီးဖို့တောင်မှကျွန်တော်မဟုတ်ကော့ဆောင်ကိုပြန်ရှာပြီးတော့ကျွန်တော်မှတီးရတဲ့အနေထားဖြစ်သွားတာဟာနောက်ပြီးကီးရကြောက်လဲဗျတချင်းတစ်ပုတ်ထဲမှာဆိုလို့ရှိရင်ကီးရကြောက်လဲပုံမှန်တချင်းတစ်ပုတ်ဆိုရင်အမှဂျီနဲ့စရင်ဂျီနဲ့စုံတာပဲလေဟာသူကမဟုတ်ဘူးဒီကီးတဲ့ဒီကီးကလည်းဒီ2မျိုး3မျိုးတွေဖြစ်နေတယ်ဘလူးတွေသွားထားတယ်တိုင်းမင်းတွေကလည်းစားနေတယ်ဆိုတော့အားလို့ဒီဘက်ကကျွတ်စိန်ပါလားဆိုပြီးကျွန်တော်အဲ့မဲ့သူ့ကို respect စပေးတယ်မြန်မာနိုင်ငံမှာဒါဒီလိုမျိုးပုံကတော်တော်ရှားတာပဲဆိုပြီးတော့မှကျွန်တော်အဲ့ဒီကနေစပြီးတော့ကျွန်တော်သူ့Facebook မှာပေါ့နော်ကျွန်တော်သွားအပ်ရှာတယ်သွားရှာပြီးသွားအပ်တယ်သူ့အရန်ကိုကြိုက်တယ်သူ့ပြိသက်ဖြစ်သွားတာပေါ့နော်နောက်တော့ကျွန်တော်သူနဲ့ခင်သွားတယ်တချင်းလုံးမယ်ဆိုတော့ကိုတကယ်လေးစားရတဲ့ artist တွေကတချင်းကိုကျွန်တော်သူ့ဆီကကျွန်တော် request လုပ်ပြီးကျွန်တော်တောင်းပြီးတော့မှတောက်လျှောက်ကျွန်တော်သူတချင်းတွေပဲကျွန်တော်ဆိုပြသွားတာပထမဆုံးစလုပ်တဲ့တချင်းကပဲတချင်းလည်းပြောပါဦးပထမဆုံးစလုပ်တဲ့တချင်းကသူ့ထက်ကဲများတို့ပဲအဲ့ချိန်မှာလူမျိုးရန်စီမှာထုံကြီးတချင်းကဘယ်နှပုတ်လောက်ယူထားပြီးလဲကျွန်တော်ပထမဆုံးစယူတာက2ပုတ်စယူတာကျွန်တော်ကိုထုံးကျွန်တော်ပေးတာဗျအဲ့တော့ကကျွန်တော်ဒီ4-5ပုတ်လောက်ရှိတယ်ကျွန်တော်ပေးအဲ့ဒီကမှကျွန်တော်ကြိုက်တဲ့2ပုတ်ကိုကျွန်တော်စလုပ်လိုက်တာအဲ့ဒီစလုပ်နေနေပဲကျွန်တော်ကမရတော့ပိုးကဝင်သွားတော့ဆက်လုပ်ဖြစ်သွားတာသူပေးတဲ့ဟာတွေအကုန်ဒီပါပဲကျွန်တော်အကုန်လုံးယူဖြစ်သွားတာသူတကယ်များတို့တချင်း recording လုပ်ခဲ့စဉ်ကအမှတ်တရရှင်ပြောပါဦးဒီစီယိုမန္တလေးမှာပေါ့နော်ဒီမန္တလေးမှာပဲကျွန်တော်လုပ်တယ်ဒီစီယိုအင်ဂျင်နီယာကိုကောင်းခါရှိတယ်ပိုင်ရှင်ပေါ့နော်သူစီမှာသွားပြီးတော့မှကျွန်တော်တချင်းလုံးမဲ့အကြောင်းတွေသူနဲ့တိုင်ပင်တယ်သူနဲ့အစတုန်းကနေသူနဲ့ရင်းနှီးနေတာဆိုတော့တိုင်ပင်တော့ပလီယာတွေကျွန်တော်တို့စပြီးတော့ရွေးတာတို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးလေးတွေနဲ့ကျွန်တော်တို့စကားပြောရင်းနဲ့မှအမှတ်တရကတော့ကိုရဲ့
အများကြီးပါပဲဟိုကျွန်တော်ကစပြီးတော့မှလုတ်တဲ့အနေထားမှာဆိုတော့ဘယ်လိုပြောရမလဲဒီကိုဒီစတူဒီယိုစောက်ဝင်တဲ့ feeling ကအစပေါ့နော်ကျွန်တော်တို့ကတော့အမှတ်တရတွေကတော့အများကြီးပဲနောက်ပြီးတော့ guitar ဒီ solo တီးတာတို့ဟို bass တီးတာတို့ drum တီးတာတို့ကအစကျွန်တော်တို့ကတော့အထူးဆန်းနေကြီးပဲနောက်ပြီးတော့ဒီတချင်းပေါ်မှာလည်းကျွန်တော်စိုးရိမ်စကားနည်းနည်းတော့ရှိတယ်ကိုတကယ်ဟိုကိုတကယ်နှစ်သက်တဲ့ဒီ artist ရဲ့တချင်းကိုကျွန်တော်လုံးလိုက်လို့များတခုခုများလွဲချော်သွားမလားဆိုတာမျိုးလည်းကျွန်တော်စဉ်းစားတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ကအဲ့ဒါကိုတီးချာချာပေါ့နော်ဟိုကျွန်တော်တီးတယ်တီးပြီးတော့ကိုထုံကြီးကိုလည်းပို့ပေးတယ်ပို့ပြီးတော့ဒီလူဒီအနေထားလေးဆိုရင်အဆင်ပြေနိုင်လားဆိုတဲ့ပုံစံမျိုးပဲအမြင်တိုင်ပင်တာပေါ့နော်သူရှိရလဲကျွန်တော်သူကလည်းအကြံဉာဏ်တွေပေးတယ်သူရှိရအကြံဉာဏ်တွေယူပြီးတော့လဲကျွန်တော်ဒီဘက်မှာတီးတဲ့ player တွေနဲ့ကျွန်တော်ညှိနှိုင်းပြီးတော့ပေါ့ကြည်ငယ်ယုံလေးနဲ့တချင်းလေးနဲ့လေနှစ်ပုတ်တွဲပြီးတော့ဘေပုတ်တွေထောင်းတယ်ကျွန်တော်တို့သိတာဒါဟို t-shirt တွေထုတ်တယ်တုပ်ဘက်တွေလုပ်တယ်ဒါအဲ့မှာအဲ့တချင်းနှစ်ပုတ်ပြန်ထုတ်ဖြစ်တဲ့အကြောင်းလည်းပြောပါပုံမှန်ဒီ mainstream ထဲမှာတော့ဆိုတော့တယောက်ကတပုတ်ပဲထုတ်တာဒါပုံမှန်လိုတော့ဖြစ်နေတာပေါ့နော်တပုတ်ဒီ line မော့တင်လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကနည်းနည်းလေးလောဘကြီးတာလည်းပါမှာပေါ့ဒီပရိသတ်ကိုကျွန်တော်တချင်းတပုတ်နားထောင်ပြီးလို့ရှိရင်ကျွန်တော်တို့ငယ်တုန်းကအတိုင်းပဲလေကျွန်တော်ငယ်တုန်းကဆိုလို့ရှိရင်တော့ဒါ CD ကွင်းနဲ့တိတ်ကွင်းနဲ့ဖြစ်ဖြစ် CD ကွင်းနဲ့ဖြစ်တောက်လျှောက်10ပုတ်12ပုတ်ကတောက်လျှောက်နားထောင်ခဲ့ရတာဆိုတော့တပုတ်ထဲနဲ့နားထောင်တပုတ်ထဲထွက်ပြီးတော့နားထောင်မယ်ဆိုရင်လည်းဟိုမတင်းတိမ်နိုင်ဘူးဗျာကိုလည်းတိတ်ပြီးတော့ဟိုတိတ်မကြိုက်ဘူးပေါ့ဗျာတပုတ်ထဲနားထောင်ပြီးတော့ပြီးသွားမယ့်ဟာမျိုးကြတော့လေအဲ့တော့နောက်တဲ့တပုတ်ပြီးတော့နောက်တဲ့တပုတ်လေးပါကျွန်တော်ကထက်ကြွေးကျင်သေးတာဆိုတော့အဲ့ဒါကြောင့်မလို့ဒီပရိသတ်ကိုလည်းတပုတ်ပြီးတော့နောက်တပုတ်သူ့မှာနားထောင်စရာရှိတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်လေကိုချင်းစားတာပေါ့ဗျာတကယ်သူကြိုက်နေတတ်သွားတယ်ဆိုရင်တော့သူ့အတွက်အာသာပြေတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီတူဖိုင်ရဲ့အစီအစဉ်ကတော့ဒါကျွန်တော်တို့ချင်းနှစ်ပုတ်ဟုတ်ဟိုဂီတာနဲ့ဆိုတော့ကနေပြီးတော့ဒီခတ်ဒီဆိုဖြော်ပြရတဲ့ဟာမျိုးပေါ့နော်အင်တာဗျူးလေးနဲ့အချင်းလေးနှစ်ပုတ်နဲ့စီစဉ်တဲ့ဟာမျိုးဆိုတော့ကျွန်တော်တို့တူဖိုင်ရဲ့အစီအစဉ်မှာလူမျိုးရအနေနဲ့ပထမဆုံးဘယ်တချင်းလေးနဲ့စပြီးတော့တူဖိုင်ပေါ်လာတွေကိုဖြော်ပြခြင်းနဲ့ပေါ့ဟုတ်ပထမဆုံးဆိုလဲကျွန်တော်ပထမဆုံးစလုပ်ခဲ့တဲ့ဒီသူ့ထက်ကများတို့ဆိုတဲ့တချင်းလေးနဲ့ပဲစဖွင့်လိုက်တာကောင်းမယ်ထင်တယ်ကိုဒါလေးကကိုဘွားရဲ့ပထမဆုံးအမှုပညာလှူရှားမှုလည်းဖြစ်တယ်ဟုတ်တယ်အမှတ်တရတွေအများကြီးနဲ့တချင်းလို့အမှတ်တရအများကြီးပဲကိုဟုတ်တယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်တူဖန်ပေါ်တိုင်းနဲ့အတူတူကျွန်တော်လည်းအပိနာဆင်မယ်ဗျဟုတ်ကဲ့ပါကြောက်တယ်သူထက်တဲ့တွေလာငါမငြီးတွေစကားတွေခါနာလို့တော့ကြိုးသားတွေများလားကွယ်အထိုင်လျောက်ပေါ်အတော်ပါပဲကျွဲပါနဲ့နောက်ထဲလူအသလောက်ပဲပြောပါပို့သိမလို့ကြနဲ့စိတ်ဆင်းရဲဖို့ကောင်းပါတယ်သူထူးဆန်းမျိုးစိတ်တွေဘယ်တော့မှမျိုးတုံးမလဲအာယုံလာမစားနဲ့စိတ်ဓာတ်ကွေးကောင်းများကိုငါမနေတဲ့သူထက်ကဲဒီလာငါမတမ်းမဲ့ငါအာယုံကိုရည်လဲနှောက်ရှက်ပေးတယ်လွန်နေတယ်ခုနေတယ်ခုနေပဲအထိုင်လျောက်ပေါ်အတော်ပါပဲဆွဲပါနဲ့နောက်ထဲလိုအပ်တဲ့လောက်ပဲပြောပါဖို့သိမလို့ကြနဲ့စိတ်ဆင်းရဲဖို့ကောင်းပါတယ်ချိုသိမထဲနဲ့မိတ်ဆွေချိုလုံးတော့ခါပဲအာယုံလာမစားနဲ့